TikTok မှာကိုယ့်ရဲ့အကောင့်ကိုဘယ်သူကနေပြီးတော့ report ထုတ်ထားတာလဲဆိုတာကိုကြည့်လို့ရမယ့်နည်းလမ်းလေးကိုလာပြီးတော့မျှအောင်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့တကယ်လို့ကိုယ့်ရဲ့အကောင့်ကို report အထုတ်ခံရလားမခံရလားသိချင်တယ်ဆိုရင်တော့ဒီလိုလေးကိုစောင့်အောင်လိုက်ကြည့်ဖို့ပြောချင်ပါတယ်တကယ်လို့ကိုယ့်ရဲ့အကောင့်ကိုတခြားသူကနေပြီးတော့ report ထုတ်တဲ့အခါမှာဆိုလို့ရှိရင်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်တဲ့အခါမှာကိုယ့်ရဲ့အကောင့်ကပြက်ကျတာတွေအပန်းခံထိတာတွေတစ်ခါတည်းနဲ့ကို log in ကျသွားပြီးတော့ပြန်ယူလို့မရတော့တဲ့အထိဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အကောင့်ကို report ထုတ်လို့မရအောင်ဘယ်လိုမျိုးလုပ်ရမှာလဲ report ထုတ်ထားတယ်ဆိုတာကိုဘယ်လိုမျိုးကြည့်ရမှာလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုလေးမှာလာပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုကနေပြီးတော့ကိုယ့်ရဲ့အကောင့်ကို report ထုတ်ထားလားမထုတ်ထားလားသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ပြီးပြောချင်ပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးကြည့်ရမှာလဲဆိုတာကိုသွားပြီးတော့ကြည့်ကြရအောင်ကိုသွားပြီးပါTikTok တွေကိုရောက်ပြီဆိုရင်တော့ profile ထဲကိုသွားပေးရမှာဖြစ်ပါတယ် profile ထဲကိုရောက်ပြီဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီမြင်းချောင်းသုံးချောင်းလေးကိုနှိပ်လိုက်ပါဒီမြင်းချောင်းသုံးချောင်းလေးကိုနှိပ်ပြီးပြီဆိုရင်တော့ဒီမှာဒီ string ရဲ့ privacy ကြီးတွေကိုသွားပေးရမှာဖြစ်ပါတယ် stay ရဲ့ privacy တွေကိုရောက်ပြီဆိုရင်တော့အပေါ်နည်းနည်းလောက်ဆွဲပေးပါဆွဲပြီးပြီဆိုရင်တော့ဒီမှာဒီ support ဆိုတဲ့စကားလုံးလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာ safety center ဆိုတဲ့စကားလုံးလေးကိုနှိပ်ပေးပါအင်္ဂလိပ်အတန်အတွက်မှတ်တော့ရင်တော့ခွင့်လွှတ်ပေးဖို့ပြောချင်ပါတယ်အဲဆိုရင်ဒီ safety center ဆိုတဲ့စကားလုံးလေးကိုနှိပ်ပေးပါအဲ့ပြီဆိုရင်တော့ဒီမှာဒီ report record ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါဒီမှာဆိုလို့ရှိရင် no report ပေါ့နော် no report found ကိုယ့်ရဲ့လင်းရဲ့အကောင့်ကိုဆိုရင်ဘယ်သူမှ report မထုတ်ထားဘူးပေါ့နော်တကယ်လို့ကိုယ့်ရဲ့အကောင့်မှာ report ထုတ်ထားတယ်ဆိုရင်တော့သူကရှိနေတယ်ဆိုတဲ့အကြောင်းကိုပြတယ်တကယ်လို့ကိုယ့်ရဲ့အကောင့်ကို report တခြားသူက report ထုတ်ထားတယ်ဆိုရင်တော့ရှိတဲ့အကြောင်းကိုပြတယ်ဒါပေမဲ့ link ရဲ့အကောင့်ကကြတော့မရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင်လူတိုင်းဒီလိုမျိုးကိုယ့်ရဲ့အကောင့်ကို report ဘယ်လူတွေကထုတ်ထားလဲဆိုတာကိုသွားပြီးတော့စစ်ကြည့်လို့ရတဲ့နည်းလမ်းကိုလာပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်တကယ်လို့ဒီလိုလေးကကြိုးရှိတယ်ဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်တကယ်လို့ကိုကနေပြီးတော့ TikTok နဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအချီးသေးတယ်ဆိုရင်တော့ comment မှာရေးလာခဲ့ပေးပါနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်